လုံးမဲမင်္ဂလာပါကေကေ channel မှာပြန်နေစုလိုက်ပါတယ်ဒီနေ့မှာတော့ဒါဓာတ်ပုံတင်ဗာဗီဒီယိုတင်တာနဲ့ကိုယ့်ရဲ့ profile မှာဝင်ငွေရနေတယ်ဆိုတဲ့ Wayful application လေးကိုဖွင့်ပြသွားမှာပဲဖြစ်ပါတယ်ဒီ application ကမြန်မာနိုင်ငံမှာဖွင့်နေဆိုလို့ရှိရင် VPN ကိုခံပြီးတော့ဖွင့်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ description မှာဖွင့်လို့ရတဲ့ link လေးကိုထည့်ပေးထားပါတယ် application လေးကိုထည့်ပေးထားပါမယ်အဲ့ကနေဝင်ပြီးတော့ဖွင့်လို့ရတယ်လို့Play Store ကနေပြီးတော့ download လုပ်ပြီးတော့ VPN ခံပြီးတော့လည်းဖွင့်လို့ရပါတယ်ဒီဗီဒီယိုလေးကိုလိုက်ကြည့်ပြီးတော့လုပ်တဲ့သူများအတွက်ဆိုလို့ရှိရင်တော့ဖွင့်လို့အဆင်ပြေမပြေကို comment မှာရေးပေးသွားကြပါအောင်တကယ်လို့ကိုကဖွင့်ပြီးသွားပြီဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ profile ကနေပြီးတော့ကိုယ့်ရဲ့ photo ကိုယ့်ရဲ့ video တွေကနေပြီးတော့ငွေတွေရနေပြီလားဆိုတဲ့ဟာကိုလည်း share လုပ်ပေးသွားကြပါအောင်ရှင်ဒါဆိုရင် application ကိုဖွင့်ကြည့်ကြအောင်နော်ကားမဆန် KK ရဲ့ channel လေးနဲ့မိတ်ဆက်ပေးပါစီKK ရဲ့ channel လေးမှာဆိုရင်ဖြင့်လူတိုင်းလေ့လာနေကြတဲ့ AI အကြောင်းပြီးလို့ရှိရင်ဖုန်းနဲ့ဗီဒီယို edit လုပ်လို့ရတဲ့ application တွေအကြောင်းနဲ့အခုလိုမျိုးအကျိုးရှိတဲ့ application တွေအကြောင်းပြီးလို့ရှိရင် YouTube အသုံးပြုပုံလေးလာလေးတွေကို share လုပ်ပေးနေပါတယ်။ KK ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးကြပါအောင်ရှင်။ဒါဆိုရင်တော့ VPN ကိုစောင့်ဖွင့်လိုက်ပါမယ်။ VPN မှာထားလို့ရှိရင် location ကို US location နဲ့ထားလိုက်ပါVPN ချိတ်ပြီးတော့ပြီဒါဆိုရင် Play Store မှာ Wayful ဆိုတာကိုရှာလိုက်ပါမယ်တွေ့ပါပြီငါလေးနဲ့ application မှာအားလေးကို install လုပ်ပါမယ်install လုပ်ပြီးတဲ့အခါမှာ application ကိုစဖွင့်လိုက်ပါမယ်ဖွင့်လိုက်တဲ့အခါမှာ join Wayful ဆိုတဲ့ဟာလေးကိုတွေ့မယ်ချွိုင်းဝေဘူးဆိုတဲ့ဟာလေးကိုသိရမှာပဲဖြစ်ပါတယ်ပြီးရင်ကိုက16နှစ်ပြည့်ရဲ့ပေါ့နော် birthday date ကိုရွေးပါမယ်16နှစ်ပြည့်အောင်ထည့်ပါ continue ကိုသွားလိုက်ပါပြီးတော့ Google နဲ့ sign up လုပ်ရပါမယ် Google နဲ့ sign လုပ်တဲ့အချိန်မှာကိုယ့်ရဲ့ email တစ်ခုကိုရွေးလိုက်ပါရွေးပြီးတော့ sign up လုပ်လိုက်ပါပြီးရင်သူကဒီမှာ profile ပါမယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ username လေးကို auto ထည့်ပေးထားရပေါ့နော်အဲ့ဒါကို done ဆိုပြီးတော့လုပ်လိုက်လို့လည်းရတယ်ပြီးရင်ဒီ username ကိုပြန်ကိုယ့်ကိုပေါ့နော်ကိုကြိုက်တဲ့ username ပေးခြင်းနဲ့ဆိုလို့ရှိရင်လည်းပြောင်းလို့ရပါတယ်ကိုကြိုက်တဲ့ username ကိုထည့်လို့ရပါတယ်ထမ်းလုပ်လိုက်ပါဒါလေးကတော့သူက3 topics ကိုရေးပေးရမှာဖြစ်ပါတယ်ထိဆုံးဟာလေးကိုရွေးလိုက်ပါမယ်သုံးခုရွေးရင်ရပါတယ် continue ကိုဆက်သွားလိုက်ပါဒါဆိုရင်တော့ post ကိုတင်လို့ရပါပြီpost တင်တဲ့အခါမှာဒီမှာကပေါ့နော် copyright မစစ်ဘူး copyright မစစ်တဲ့အတွက်ကိုကြိုက်တာကိုတင်လို့ရပါတယ်မြန်မာ post ဆိုတဲ့ထဲကနေပြီးတော့ကိုရဲ့ဖုန်းထဲမှာရှိရဲ့ video file ကိုတွားယူလိုက်ပါမယ်ယူပြီးတော့တင်တာပဲဖြစ်ပါတယ်ဒါဆိုရင် video လေးကိုရေးပြီးတော့ပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်ကိုလုပ်ချင်တဲ့ adjust လုပ်လို့ရတာတွေ filter လုပ်လို့ရတာတွေ focus လုပ်လို့ရတာတွေရှိပါတယ်ကိုယ့်ကို edit လုပ်လို့ရတယ်ပေါ့နော် edit ထပ်လုပ်လို့ရတယ်ပြီးရင်ဘေးအများလေးကိုနှိပ်လိုက်တာ edit ဘေးရပေါ့နော်ညားလေးကိုနှိပ်လိုက်တာနဲ့ post ကသွားတဲ့အခါမှာ caption ရေးချင်လည်းရတယ်caption ရေးပြီးတော့မြားလေးကိုထပ်နှိပ်လိုက်လို့ရှိရင်အပြောင်မြားလေးကိုထပ်နှိပ်လိုက်လို့ရှိရင်post လေးကတင်ပြီးသားဖြစ်သွားပါပြီ
ဒါဆိုရင်တော့ home နဲ့ကိုရောက်သွားပါပြီကိုယ့် post ကလည်းတင်ပြီးသွားပြီပေါ့နော် home ထဲမှာတခြားသူတွေတင်ထားတဲ့ post တွေကိုလည်းဒီမှာဒီ TikTok လို့ YouTube လို့ပဲပေါ့နော် TikTok လို့ YouTube လို့ပဲအကုန်လုံးကိုကြည့်လို့ရတယ်ဒီမှာဆိုရင်ပေါ့နော် like super like ပေါ့နော် super like ကတစ်ခုရတဲ့ post ကိုတွေ့လိုက်တယ်ပြီးရအနီရောင်အသေးပုံလေးဟာ super like ပါဒီမှာ exposure မှာလည်း live တွေကို join လို့ရတယ်ပြီးရင်အပေါင်းလက္ခဏာတွေကpost တင်လို့ရတယ်ပြီးရင်ဒီ message box လေးရှိရဲစကားပြောလို့ရတယ်ဒါကိုယ့်ရဲ့ account ပေါ့နော်ကိုတင်လိုက်တဲ့ post တွေဒါမှမဟုတ်ကိုယ့်ရဲ့ information တွေကိုတွားပြီးတော့ edit လုပ်လို့ရတယ်ပြီးမှ setting လေးရှိရဲပေါ့နော်အဲ့ setting တွေကနေပြီး creator ဝင်ကြည့်လိုက်တဲ့အခါမှာကိုက$00 ပဲရှိသေးရေပေါ့နော်ပြီးလို့ရှိရင် creator ဖြစ်ချင်တယ်ဆိုလို့ရှိရင် super like 5 like ရပါမယ်ခုနအသေးပုံအနီအောင်သေးပုံလေးရ super like ပေါ့နော် super like 5ခုရရင် creator ဖြစ်တယ်ပြီးလို့ရှိရင်ကိုက invite 15ယောက်ကိုလုပ်လို့ရှိရင်လည်း creator လုပ်လို့ရပါတယ်တဲ့ creator ဖြစ်လာမယ်ပေါ့နော်ဒါဆိုရင်တော့ wave ကနေပြီးတော့ live တွေရနေပေါ့နော်ကိုတင်လိုက်တဲ့ post တွေကနေ live ရနေတယ်ဒါမျိုးဒီကြားရပေါ့နော်ပြီးရင် invite ထဲကိုဝင်လိုက်တယ် invite ထဲကနေပြီးတော့ကိုက copy link ပေါ့နော် invite ဆိုရင်များလေးကနေ copy link မျိုးယူလိုက်ပြီးတော့ကိုကတခြားသူတွေကိုတော့ပို့လို့ရှိရင်အဲ့ဒါကိုက invite 15ယောက်လုပ်လို့ရတယ်ပြီးရင် short super like ကိုဒီ short ထဲမှာကိုက super like 5ခုပြည့်ချင်တယ်ဆိုလို့ရှိရင် short ထဲကနေ super like ကိုတော့ဝယ်လို့ရတယ် super like ကိုနှိပ်လိုက်တဲ့အခါမှာသူကဒီမှာသူ့ရဲ့ဈေးနှုန်းတွေရေးပြထားရပေါ့နော်ဒီထက်ကနေပြီးတော့ super like ကိုယူဝယ်လို့ရတယ်ကိုရ super like မရသေးဘူးပေါ့နော်ခုန super like ရတဲ့လူတွေကိုသူက chat လေးနဲ့ပြပါတယ်ပြီးရင် following တွေကိုဒီမှာကြည့်လို့ရတယ် following ကိုဝင်ကြည့်လို့ရတယ်ဒီ Facebook တို့ဘာလို့လိုပဲပေါ့နော် save ထားတဲ့ဟာတွေကိုဒီမှာ save ဆိုတဲ့ဟာတွေကိုဝင်ကြည့်လို့ရတယ်ကိုစိတ်နဲ့တက်တာဟာလေးဆိုရင်စစ်လို့ရတယ်ပေါ့နော်အောက်မှာကိုယ့်ရဲ့ account ဆိုတာလေးရှိရင်ဒီမှာတော့တက်တာတော့မြန်နေပေါ့နော်တက်တာမြန်နေ live ရတာတော့မြန်နေပေါ့နော်ပြီး super like ရတာတော့မမြန်ဘူးပေါ့နော် super like ကိုအဲ့ဒါကြောင့်ရောင်းနေပြီးရင်ကိုယ့်အဝယ်စူးစမ်းလို့ရတယ်ဒီမှာခုနလိုပြောတဲ့ copyright တော့မရှိဘူး copyright မရှိဘူးတော့ကိုကြိုက်တာကိုတင်လို့ရတယ်ဘယ်လိုဗီဒီယိုမျိုးဖြစ်ဖြစ်သူကလက်ခံတယ်ပြီးရင် super like ရဖို့လိုတယ်ပေါ့နော်ဒီဘက်က comment လေးနဲ့ live အဖြူရောင် live please live ပေးတဲ့ဟာလေးရှိတယ်အဲ့ဒါကြတော့ super like တော့မဟုတ်ဘူးဒါပေမဲ့ရိုးရိုး like အဲ့ဒါကြီးများမှာဒီဘက်က super like ကတက်လာမှာပေါ့နော်ဟုတ်ကဲ့ပါဒါဆိုရင်တော့ Waveful application ဖွင့်တဲ့နည်းလမ်းလေးကို share လုပ်ပေးလိုက်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေအားလုံးပဲincome ရကြပါစေကျေးဇူးများတင်ပါတယ်